Hello အားလုံးပဲမင်္ဂလာပါရှင်။မင်္ဂလာသမီးစနေစိတ်ခရာရောက်ပြန်ခဲ့ပြီဆိုတော့မျိုးနေနေပဲပြန်နေကြိုဆိုလိုက်ပါတယ်။ဒီမှာတော့အရန်ရောင်းကောင်းတဲ့30လီတာစီးရုံးလေးတွေအလုံး90ပြန်မြုပ်ဝယ်ထားပါရှင်။ပစ္စည်းကတော့အများကြီးပြန်ဝင်ထားတာမဟုတ်တဲ့အတွက်လက်လီလက်ကမှာယူခြင်းနဲ့မိတ်ဆွေတွေအတွက်ဖုန်းနံပါတ်3995888811နဲ့399651226669လေးတို့ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းပြီးတော့မှာယူနိုင်ပါရှင်။စီပုံးလေးရဲ့ဈေးနှုန်းကတော့လက်လီဈေးကိုမှ2,200,000ကျပ်တီတီတဲ့နဲ့ရရှိနိုင်မှာဖြစ်ပါရှင်။လက်ကားဈေးဆိုရင်တော့ပို့ပြီးတော့တက်တာမှဖြစ်တဲ့အတွက်ကြောင့်မလို့အခုပဲလာရောက်ဝယ်ယူပေးနိုင်ပါပြီရှင်။စိုက်လိပ်စာလေးကတော့စိုက်အမှတ်52 58 54လက်အလဲဘလောက်ပစွန်တော်မြို့နယ်မှာလာရောက်ဝယ်ယူပေးနိုင်ပါပြီရှင်။ရောက်ကုန်ပစ္စည်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဥတူယူစနစ်နဲ့ရောက်ချပေးလျက်ရှိပါရှင်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပြီးလို့ကျေးဇူးများတင်ပါတယ်ရှင်။